Hello အားလုံးပဲမင်္ဂလာပါ The Alchemy by Julie YouTube channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီ channel လေးမှာဆိုရှင်တော့ Ju က subconscious work self love manifestation healing and growth စတဲ့အကြောင်းအရာတွေ topic တွေနဲ့ပတ်သက်တဲ့အရာတွေကို Ju သိတဲ့လောက် Ju လေ့လာထားသမျှsharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ကျူဒီ channel လေးကိုဘာလို့ create လုပ်ရလဲဆိုရှင်ဒီလိုမျိုးအကြောင်းအရာတွေစိတ်ဝင်စားတဲ့သူတွေနဲ့ကျူ supportive community လေးတစ်ခုတည်ဆောက်ခြင်းလို့ပဲဖြစ်ပါတယ်။ဆိုတော့ Ju channel လေးရဲ့အဓိပ္ပာယ်ကကြတော့ The Alchemy ဆိုတဲ့အဓိပ္ပာယ်ကကြတော့ Deep Transformation ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်။ကိုဘဝမှာပြောင်းလဲမှုလုပ်တဲ့အခါမှာကိုတယောက်တည်းကသာပြောင်းလဲမှုတွေလုပ်နိုင်ပါတယ်။ဒီလိုမျိုးပြောင်းလဲမှုတွေလုပ်တဲ့အခါမှာဆိုရှင်လေဒီပင်ပန်းတရံကိုပဲပြောင်းလဲတာမျိုးမဟုတ်ဘဲနဲ့ဒီအတွင်းဒီကိုယ့်ရဲ့အတွင်းထဲကိုလည်းဒါပြောင်းလဲမှုတွေလုပ်ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ trauma တွေကိုဘယ်လိုတွေပြောင်းလဲဖို့လိုတယ်ဘယ်လိုမျိုး ကိုယ့်ရဲ့ subconscious mind ကိုဘယ်လိုမျိုး reprogram ပြန်လုပ်မယ်ဆိုတဲ့အရာတွေကိုဒါသိရမှာဖြစ်ပါတယ်ဆိုတော့ you ဒီ channel လေးမှာဒီလိုမျိုးအကြောင်းအရာတွေကိုစိတ်ဝင်စားတဲ့သူတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်ဒီ personal transformation journey ကိုရှောက်နေတဲ့သူတွေပဲဖြစ်ဖြစ်ဒီ Juji channel လေးကိုဒီ join ဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာအများကြီးပေါ့နော်ပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye